မာနနဲ့လွတ်မြောက်ခြင်းတခါတုန်းကမြက်ခင်းစိမ့်စိမ့်တွေနဲ့စမ်းချောင်းလေးတွေစီးဆင်းရာတိုးအုပ်ကြီးရဲ့အစွန်အဖျားမှာမိုးချိုးလို့အမည်ရတဲ့မြင်းတကန်ရှိပါတယ်မိုးချိုးဟာတခြားမြင်းတွေထက်အရက်လက်ပုံမြင့်သလိုအမွေးတွေကလည်းပိုမိုတောပါပြီးသူ့ရဲ့လှုပ်ရှားမှုတိုင်းကတိတ်ကိုတွက်လာပြေးပစ်ပါတယ်ဒီအတွင်းအပြင်တွေကြောင့်မိုးချိုးဟာသူ့ကိုယ်သူအထင်ကြီးပြီးဘဝင်မြင့်နေတတ်ပါတယ်ငါကဒီမြင်းအုပ်ထဲမှာအလှဆုံးပဲဘယ်သူမှငေါ့ကိုမရှင်နိုင်ဘူးလို့မိုးချိုးကတွေးပြီးမကြာခဏဆိုသလိုတခြားမြင်းတွေကိုလောင်းပြောင်တတ်ပါတယ်တခြားမြင်းတွေကသူ့ရဲ့မာနာကိုမကြိုက်ကြပြီးမဲ့မိုးချိုးရဲ့ခွန်အားနဲ့အလှကတော့ညင်းလို့မရပါဘူးတနေ့မှာတော့မြင်းအုပ်ကခရီးရှည်ကြီးတောရမယ့်အခြေအနေတစ်ခုနဲ့ရင်ဆိုင်ရပါတယ်သူတို့ရဲ့ရေတောက်မီးတွေခန်းချောက်သွားလို့ရေထွက်ခေါင်းတဲ့နေရာအသစ်ကိုရှာဖွေရမှာဖြစ်ပါတယ်ခရီးကဝေးလုံးတဲ့အပြင်လမ်းခရီးကလည်းကျန်းတန်းပြီးအတားအဆီးများပါတယ်ဒီစားတော့မိုးချိုးကခက်တွတ်တွတ်ပဲရှေ့ဆုံးကနေဦးဆောင်သွားပါတယ်ငါးလောက်တန်ပါတဲ့သူဘယ်သူမှမရှိဘူးလို့တွေးပြီးမနာတမ်းပြေးနေခဲ့ပါတယ်ဒါပေမဲ့ခရီးတစ်ဝက်လောက်ရောက်တော့မိုးချိုးဟာတဖြည်းဖြည်းမိုးပန်းလာပါတယ်သူ့ရဲ့မျက်နှုံးတွေရော့ချလာပြီးနောက်ဆုံးမှာတော့ချော်လဲပြီးဒဏ်ရာရသွားပါတယ်သူ့ရဲ့ဘဝင်မြင့်တဲ့စိုက်တက်တွေကလည်းဒီအချိန်မှပျောက်ကွယ်သွားပါတယ်နာကျင်မှုကြောင့်အားငယ်စိုက်တွေဝင်လာပါတယ်ဒီအချိန်မှာပဲမိုးချိုးလောင်ပြောင်နေကြမြင်းအိုကြီးတစ်ကောင်ကသူ့စီကိုရောက်လာပါတယ်မိုးချိုးနေမောနေပြီလားငါတို့အတူတူသွားကြမလားလို့မေးပါတယ်မိုးချိုးကခေါင်းငုံသည့်ရှက်ယွန်းစွာနဲ့ခေါင်းညိပြလိုက်ပါတယ်မြင်းအိုကြီးကမိုးချိုးကိုမစွန့်ပစ်ပဲသူ့ရဲ့ဘေးကနေဖြည်းဖြည်းချင်းရှောက်လန်းပေးပါတယ်တခါကလေးမိုးချိုးခြေလန်းကျဲသွားရင်မြင်းအိုကြီးကထောက်ကူပေးပြီးအာတင်ထားမိုးချိုးငါတို့အတူတူရောက်အောင်သွားကြမယ်လို့အားပေးစကားပြောပါတယ်တခြားမြင်းတွေကလည်းမိုးချိုးကိုဝိုင်းဝန်းပြီးကူညီပေးကြပါတယ်နောက်ဆုံးမှာတော့မြင်းအုပ်ဟာရေထွက်ခေါင်းတွေနေရာအသစ်ကိုရောက်ရှိသွားပါတယ်မိုးချိုးဟာဒီခရီးကနေသင်ခန်းစာကောင်းတစ်ခုရရှိခဲ့ပါတယ်ခွန်အားနဲ့အလားကအရေးကြီးပေမဲ့တအူးတဲ့ဘဝင်မွင့်နေတာကဘယ်တော့မှအရာရာကိုအောင်မြင်စေမှာဆိုတာကိုသူနားလည်သွားပါတယ်စစ်မှန်တဲ့ခွန်အားဆိုတာကိုတန်ဖိုးထားယုံတင်မကပဲသူတစ်ပါးကိုလည်းလေးစားမှုချီပြီးအချင်းချင်းကူညီဖေးမချတဲ့စိတ်သက်ပဲဆိုတာကိုမိုးချိုးနားလည်သွားပါတယ်ဒီနေ့ကစပြီးမိုးချိုးဟာသူ့ရဲ့ဘဝင်မြင့်တဲ့စိတ်ဓာတ်ကိုစွန့်ပစ်လိုက်ပါတယ်သူဟာအငင်ကထက်ပိုပြီးနှိမ်ချလာသလိုတခြားမြင်းတွေနဲ့လည်းပုံမဇင်းနီလာပါတယ်မြင်းအိုကြီးနဲ့တခြားတငယ်ချင်းတွေကိုလည်းကျေးဇူးတင်စကားပြောကြခဲ့ပါတယ်သူတို့ရဲ့အကူအညီမပါရင်ဒီခရီးကိုပြီးဆုံးအောင်တွဲနိုင်မှာမဟုတ်ဘူးဆိုတာသူသိခဲ့ပါတယ်ဒီပုံပြင်လေးကနေမိတ်ဆွေတို့တော့ဘယ်လိုပဝင်ခန်းစာမျိုးကိုရရှိခဲ့လဲဆိုတာပြောပြပေးခဲ့ကြပါဦးဗျာ